နန်ဆိုးနဲ့ချက်ကစားတူလို့ခေါ်တဲ့ဒေဗဂျီကားဟာညာခဲလာတဲ့ဘဝရဲ့နည်းနည်းတဲ့ပု္ပ္ပစာတစ်ပုဒ်ကိုဖြည့်ရှင်းခိုင်းနေပါတယ်။ဘဝဆိုတာဟာအတက်နဲ့လောင်ကြီးထက်ကနန်ဆိုးတစ်ကောင်နဲ့ချက်ကစားနေရတယ်လို့အခက်ခဲတွေကြားမှာရှင်တန်မှုရစူးစမ်းနေရတဲ့တာရှည်ကစားရမယ့်ကစားပွဲတစ်ခုလည်းဖြစ်ပါတယ်။ဒေဗဂျီကားရဲ့နန်ဆိုးဟာဘဝရဲ့အခက်ခဲတွေကိုဖန်တီးပေးတဲ့သူဖြစ်ပြီးတော့ဘေးမရနေတဲ့အင်ဂျီကတော့ဒီကစားပွဲရဲ့အတိအကျတွေဒိုင်းတယောက်လည်းဖြစ်ပါတယ်။လောကမှာတရားဝင်နဲ့စောင့်နေဆိုပေမဲ့ဒိုင်းကိုလုံးမရတဲ့ဒီပွဲမှာကိုယ်တိုင်ညာနဲ့ကစားရမယ့်လူငယ်လေးကတော့ကျွန်တော်တို့တွေကိုယ်တိုင်ပဲဖြစ်ပါတယ်။တိတိတာတာအစားခံထားရတဲ့အရေးအတွက်တွေအရကျွန်တော်တို့တွေရှုံးတော့မယ်လို့ထင်ရပေမဲ့လည်းတစ်ဖက်မှာကတော့တကွက်စာရွှေဖို့အတွက်မျောလင်းချက်ကလေးကလည်းရှိနေပြန်ပါသေးတယ်။ဒါဟာဒီကစားပွဲရဲ့အဆုံးဖြတ်တစ်ခုလည်းဖြစ်တယ်လို့ဘွားတစ်ခုလုံးစာအတွက်အဆုံးဖြတ်လည်းဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းဂျာမန်ကြီးဆာဖရီဒစ်မိုရီရဲ့ Database ချမ်းမိတ်1832ခုနှစ်ကအမာစာလေးယနေ့ပဲခေတ်လူငယ်တွေထံပေးသွားခဲ့ပါတယ်။